ဇနီးဖြစ်သူညိုညင်မှာဆိုလို့မိဘကိုဂယုမဆိုင်နိုင်တဲ့သားမျိုးမဖြစ်စေနဲ့ခင်မွန်းဖြစ်သူညိုညင်မှာကြောက်လို့မိဘကိုပြစ်ပယ်ထားတဲ့သမီးမျိုးမဖြစ်စေနဲ့ကိုယ့်ရဲ့ဇနီးအမြဲမကြည်မအောင်စိုးရိမ်ပြီးမိဘကိုမကြွေးရဲမပေးရတဲ့သားမျိုးမဖြစ်စေနဲ့မိဘဆိုတာသားသမီးတွေပေါ်မသေးမချင်းပေးဆက်နေကြမဲ့သူတွေဒီလိုမျိုးမိဘတွေကိုကိုခင်မွန်းအမြဲမကြည်မကြောက်လို့ကိုယ့်ရဲ့ဇနီးတဲ့မကြိုက်မှကြောက်လို့ဆိုပြီးမိဘကိုမပေးရသလိုလိုမကြွေးရဲသလိုလိုနဲ့လက်လူရှုထားတဲ့သားသမီးမျိုးတွေမဖြစ်ကြသေးနဲ့မိဘတွေကသားသမီးတွေကိုအနိုင်မဲ့မြတ်တာတွေပေးခဲ့တယ်။ဘာညိုညင်မှုတွေမှမပါဘဲပေးကမ်းကျွေးမွေးဆောင်ရှောက်ခဲ့ကြတယ်။မိဘတွေအသက်ကြီးလာလို့အိုကြီးအိုမဘဝရောက်တဲ့အခါကျမှသားသမီးတွေစီကမကြည်လင်တဲ့ပေးတာကမ်းတာလေးကိုမျှော်စားရတာမျိုးတမက်ကညိုညင်ချွေးမညိုညင်ပြီးပေးကမ်းနေတဲ့အစားအသောက်တွေကိုစားတောက်နေရတဲ့မိဘတွေရဲ့ရင်ထဲမှာဘလောင်များဝမ်းနဲ့ကြည်ခွဲနေကြမလဲ။ဒါကြောင့်အိမ်အောင်တစ်ခုကိုတိဆောက်ပြီးတဲ့အခါလင်းနေမရခင်မိုးနဲ့ဇနီးရဲ့လို့ဖြစ်လာရင်ကိုဇနီးရဲ့မိဘဟာကိုမိဘကိုခင်မိုးရဲ့မိဘတွေဟာကိုမိဘတွေပဲပေါ့ဘယ်မိဘတွေကိုပဲပေးဘယ်မိဘတွေကိုပဲကြွေးဇနီးရောခင်မိုးဖြစ်သူကပါကိုမိဘတွေကိုပေးကမ်းကြွေးမွေးရတယ်ဆိုတဲ့စိတ်မျိုးထားတတ်ဖို့လိုတယ်ကိုရဲ့ခင်မိုးကသူ့မိဘတွေအတွက်တခုခုလှုပ်ပေးခြင်းတဲ့ဆန္ဒကိုလှုပ်ပေးခွင့်မရလို့ဝမ်းနည်းနေတဲ့အခါစိတ်မကောင်းဖြစ်ရတဲ့အခါဇနီးတစ်ယောက်အနေနဲ့တင်ရောစိတ်ကောင်းနိုင်ပါမလားဒီလိုပဲကိုရဲ့ဇနီးဟာသူမိဘရဲ့အတွက်တူတတ်နိုင်တဲ့လောက်လုပ်ပေးခြင်းတဲ့ဆန္ဒလေးတွေကိုကိုကြောင့်အတားဆီးဖြစ်နေမယ်ဆိုရင်မင်းရောစိတ်ကောင်းနိုင်ပါမလားမိဘတွေလည်းစိတ်ချမ်းသာရမယ်ကိုဇနီးခင်မွန်းလည်းစိတ်ချမ်းသာရမယ်ဆိုရင်အဲ့ဒီမိသားစုလေးဟာပျော်တရားမိသားစုလေးဖြစ်နေမှာပေါ့ဒါကြောင့်ကိုမိဘကိုဟင်းတစ်ခွက်ပေးရင်ခင်မွန်းဖြစ်သူဇနီးဖြစ်သူရဲ့မိဘကိုလည်းဟင်းတစ်ခွက်ပေးဖို့မမေ့နဲ့ကိုမိဘကိုတသိမ့်ပေးရင်သူမိဘကိုလည်းတသိမ့်ပေးဒီလိုတယောက်နဲ့တယောက်အပြန်လည်နားလည်မှုတွေနှစ်ဖက်မိသားစုနှွေးထွေးမှုတွေနဲ့ပျော်ရွှင်တရားတာယာချမ်းမြေ့တဲ့မိသားစုဘဝလေးတွေကိုတည်ဆောက်ဖို့ကြိုးစားရမယ်ကွကျွန်တော်နှင်းစီစာပေရဲ့စာပေလက်ဆောင်ဗီဒီယိုလေးတွေကို YouTube နဲ့ TikTok မှာလည်းနေ့စဉ်တင်ဆက်ပေးလျက်ရှိပါတယ်ဒါကြောင့်ကျွန်တော်နှင်းစီစာပေရဲ့ YouTube Channel နဲ့ TikTok အကောင့်လေးတွေကိုလည်းတွားရောက်အားပေးကြပါအောင်ဗျကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်ထိုင်းနိုင်ငံမှာရှိကြတဲ့စာအုပ်စာပေကိုချင်းမြတ်နိုးကြတဲ့စာပေချစ်သူမိတ်ဆွေများအတွက်သတင်းကောင်းလေးတစ်ခုကိုပြောပြပါရစေ။အဲ့ဒါတော့နှင်းစီစာပေဆိုတဲ့ပိတ်ကနေဇာရေးဆရာပေါင်းများစွာရဲ့တုတ္တရတဤပညာဗုဒ္ဓဝင်အောင်မြင်ရေးစိတ်ခွန်အားစတဲ့စာအုပ်ပေါင်းများစွာကိုအလွယ်တကူမှားဘူးလို့ရရှိနိုင်ပြီဆိုတာကိုပါ။ထိုင်းနိုင်ငံမှာရှိတဲ့ဘယ်မျိုးကိုမဆိုပို့ဆောင်ပေးသွားမှာဖြစ်ပြီးငွေကြိုလွှဲဖို့လုံးဝမလိုပါဘူး။စာအုပ်ရောက်မှငွေချေလိုက်ရုံပါပဲ။ဆက်သွယ်မအောင်ခြင်းတဲ့သူများအနေနဲ့နှင်းစီစာပေရဲ့ Facebook page ရဲ့ချက်ပေါက်မှာလိုချင်တဲ့စာအုပ်မျိုးစားနဲ့စာရေးဆရာမတွေရဲ့နာမည်ကိုပြောပြပြီးအလွယ်တကူမှားလို့ရရှိနိုင်ပါပြီဗျ။ဒါကြောင့်အများဆုံးပဲနှင်းစီစာပေရဲ့ Facebook page မှာလိုချင်တဲ့စာရေးဆရာတွေရဲ့စာအုပ်တွေကိုအလွယ်တကူရွေးချယ်ပြီးဝယ်ယူလိုက်ကြပါဗျ။